အားလုံးပဲမင်္ဂလာပါဒီနေ့ဆောင်းမဲ့ game ကတော့ Ice Horror Game ဖြစ်ပါတယ်ဒီမှာဆိုရင်တရေကိုရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီစုံးမတွေနောက်ပြီးတော့တခြားအမဘာလဲ Charlie ရဲ့ဒီ Good Boy ဆိုတဲ့ကောင်ရင်မရသေးပါဘူးနောက်ပြီးတော့ဟိုဘက်ဘေးမှာလည်း Mansion တို့ Hospital တို့တခြား School ဆိုပြီးတော့ကွင်းသုံးခွင့်ရှိရဲကျွန်တော်ကတော့ Mansion တစ်ခုပဲပွင့်သေးရဲ့ဗျကဲအဲ့တော့ကျွန်တော်ကတော့ကိုပိုင် character နဲ့ပဲဆော့မယ်ပေါ့နော်ဒီကိုပိုင် own character လုပ်ပြီးတော့ဆော့မယ်ဒီရက်တရေမှရုပ်ဆိုးလို့ဗျာကဲဒီမှာတော့ကျွန်တော်တို့ကိုပိုင် character လုပ်လို့ရတယ်ဗျာကျွန်တော်ကတော့ဒီကောင်ကိုရွေးလိုက်ပါတယ်ဟမ်ဒါဆိုရင်တော့ကြောက်စရာမကောင်းတော့ဘူးကွာရုပ်ကိုရှိုးအော်ခြေထောက်ကြီးအောင်ပေါ်သွားပြီတော့ okay ကဲနည်းနည်းဇွန်းချဲလိုက်မယ်လောက်ဆိုနည်းနည်းတရေရုံနဲ့ထူပါမြောင်စိုးလေးပါဗျာလို့Okay ရပြီဒီလောက်ဆိုရင်တော့ကြည့်ကောင်းပါပြီကွာကဲအဲ့ဒါဆိုရင်တော့ game စပြီပေါ့နော် Oh my god ဒီ game ထဲမှာဆိုရင်တော့ကျွန်တော်ကဒီအိမ်ကြီးကိုခိုးတဲ့တခိုးနေရာနေစောမှာပေါ့နော်ကျွန်တော်ခိုးရမှာတွေကဒီမှာပြတာငွေတင်းကားတော့တွေပါကဲအိမ်ထဲရောက်လာပြီဆိုတော့ပစ္စည်းတွေစပြီးရှာမယ်ဟိုမှာလင်းနေအန်ဆွဲလေးထဲမှာတစ်ထုပ်တော့ရှိမှထင်တယ်မရှိဘူးကွာ Okay ဒီခန်းထဲမှာဟိုမှာအန်ဆွဲတွေရှိသေးရပဲတစ်ထုပ်တော့ရပြီကွာနေပါအိမ်မှာဘသူမှလာမရှိရဘသူကမီးမွေးထားလေလူတွေပြောနေတယ်ဒီထဲမှာခေါင်းပြက်တည်းရှိရဆိုဟိုကောဟိုရလားမသိပါဘူးကွာခေါင်းပြက်တည်းရှိမရှိတော့မသိဘူးကွာငွေတင်းကတုတ်တွေကတော့ဒီအိမ်ထဲမှာအများကြီးပဲငါတို့ဒီအိမ်ထဲကလွတ်ရင်ပွားပြီဒါနဲ့စောနာရလိုက်တဲ့မျက်လုံးကဘာလဲမသိဘူးကွာဒီမှာလည်းထက်ရပြန်ပြီနှစ်ခုတော့မှဒါတွေကိုငါဘယ်မှာသုံးရမလဲမသိဘူးခုတော့ဒီအိမ်ထဲမှာရှိရဲ့ငွေတင်းကတုတ်တွေကအကုန်ယူရမယ် Okay နံပါတ်တစ်ခုပါလားဒီနံပါတ်ကောင်ငါဘယ်မှာသုံးရမလဲမသိဘူးဒီမှာလည်းဖွင့်စရာအန်ဆွဲရှိရပဲဘာမှတော့မရှိဘူးကွာဘေးခန်းထဲနဲ့ဝင်ရတယ်ဆိုတော့ဘေးခန်းထဲမှာဘာရှိတယ်မသိဘူးဒါတော့ထမင်းစားတဲ့နေရာကြီးကွာဟိုမှာဖွင့်စရာကြီးတော့ရှိရဒီထဲမှာလည်းဘာရှိတယ်မသိဘူးဒါပဲနောက်တဲ့ကငွေရင်းကတစ်ထုပ်ထည့်ရပြီကွာဟိုချင်းစောကြီးတစ်ခုရောကွာဘာဖြစ်ဖြစ်ယူထားလိုက်တာကောင်းပါလေကွာလိုအပ်တဲ့ပစ္စည်းအကုန်ယူရပဲကောင်းတယ်ကဲဒီခန်းထဲမှာလည်းဘာရှိတယ်မသိဘူးဒီမှာမျက်လုံးတစ်လုံးရှိရပဲဘာဖြစ်တာလဲဟာဘာလဲဟာတရားရငါစီလာနေပြီပဲနိုင်ညာတော့ရောက်နေပြီငါဘာလို့လဲဆိုတော့ထွက်ကြည့်ရမယ်ဟာ Wait a minute. Who are you? ကောင်းပြပြေးကြီးပါလားနေပေါင်းငါဒီကောင်းမျက်နှာငါတလျံမှာတေချာမြင်ဘူးနေကွာသူဒီတော့ဝင်လာလားမသိဘူးပစ္စည်းတွေကလည်းကွာကြောက်ပါတယ်ဆိုမှထကနေရလောက်ကြကောဒီကောင်မရှိတော့ဘူးနဲ့တူပဲခဏရေကွာသူပဲရောက်နေလည်းမသိဘူးဒီကောင်လေကားအောက်ကိုတော့ဆင်းသွားပြီကွာဒါဆိုငါလေကားပေါ်တက်လို့ရပြီကွာငါမှ3တော့ပဲရှာသေးရဲ့ကွာ18ထုတ်တော့18ထုတ်မဟုတ်တော့ကွာ16တော့ပဲရှာတော့မှာကဲနေပါဦးငါဒီကောင်မျက်နှာယူငါရင်းနေမြင်ဘူးနေပါတယ်ငါဒီကောင်မျက်နှာယူမြင်ဘူးနေပါတယ်ဒီကောင်ဘာတူလဲမဟုတ်ဘူးကွာငါဒီကောင်အပြင်မှာမြင်ဘူးတာမဟုတ်ငါသတင်းစာထဲမှာငါမြင်ဘူးတယ်ဒီကောင်နေကွာငါငွေတင်းကဆက်ချတာပဲကောင်းတယ်ငါကငွေတင်းက6ထုတ်တော့ရပြီကွာငါလိုတာအထုပ်20လောက်တိုးတာကွာအဲ့တော့ငါနောက်ထပ်14လောက်ရှာရအောင်ပါငါမမိပြီဒီကောင်လွန်ခဲ့တဲ့နှစ်20ကခေါင်းပြက်တက်ခံရတဲ့တခိုးကြီးမောင်ကွေးစီပါလားဒီကောင်ဒီအိမ်ကြီးကိုခိုးရင်းနဲ့ပိုင်ရှင်ကမိသွားလို့ဒီကောင်ခေါင်းပြက်လိုက်တာဒီအိမ်ထဲမှာတရေဖြစ်နေရအောင်မောင်ကွေးစီမလုပ်ပါနဲ့ကွာမင်းနဲ့ငါနဲ့ကလုဖို့ရတော့အခုလိုမျိုးအလုပ်တွေလုပ်တဲ့လူချင်းပဲလေကွာမင်းကဒီကောင်သွားမောင်ကွေးစီသွားပြီမောင်ကွေးစီပေါ်တက်သွားလားအောက်ဆင်းသွားလားမသိဘူးကွာမောင်ကွေးစီတော်တော်ဆိုးတယ်ကွာဒီကောင်မရှိတော့ဘူးကွာကဲဒီကောင်အောက်ဆင်းသွားတာလားပေါ်တက်သွားလားမသိဘူးကွာနေကွာငါအပေါ်တက်သွားပဲကောင်းတယ်ငါအထုပ်က14ထုတ်ရှာရအောင်မှာဆိုတော့ဒီမှာမီးကန်တက်တာတခုပဲကွာဘာကြီးလဲဒီမီးကန်တက်တာထဲမှာဘာမှမရှိဘူးကွာကဲနောက်ပြီးတော့ဒီရှေ့ရအခန်းထဲမှာမောင်ကွေးစီမရှိဘူးအေးစေးဒီခန်းထဲမှာလည်းဘာရှိတယ်မသိဘူး Okayနှစ်ထုတ်ရပြီကွာဘာလို့နဲ့12ထုတ်ပဲရှာတော့မှာကွာအဲ့လေဒီတကားဖွင့်လို့ရလားမရဘူးကွာဒီမီးကန်တက်တာထဲမှာလည်းဘာရှိတယ်မသိဘူးဘာတော့မရှိဘူးရှေ့ကအမှောင်ကြီးမမြင်ရဘူးတော်တော်ဆိုးတယ်ကွာရုပ်တရက်ကြီးဘွားကနေပေါ်လာမှကြောက်ရတယ်
အော်ဒီမှာမျက်လုံးထည့်ရတယ်နောက်ထပ်ငါဘယ်ကိုသွားမလဲဒီရှိရခန်းထဲမှာဘယ်နှထုတ်ရှိအောင်မသိဘူးဒီဓာတ်ရဖွင့်လို့မရဘူးလားဒီမှာတစ်ထုတ်ထည့်ရတယ်နောက်ပြီးတော့ဟိုနံပါတ်1ဆိုပဲနံပါတ်တစ်ခုထည့်ရတယ်အဲ့ဒါဘယ်မှာလောက်အောင်မသိဘူးကဲဒီမှာနောက်ထပ်2ထုတ်ထည့်ရပြီဟုတ်ပြီခိုင်တချင်းဖွင့်ကြည့်နိုင်မယ်ဖွင့်လို့ရတယ်ဟာမလေးမလုံးနဲ့မလုံးနဲ့မလေးမောင်ခွေးစီကြားသွားလို့ကွာငါခွေးစီနဲ့ပို့လိုက်မယ်ကဲဒါဆိုရင်ငါရှာမှာ6ထုတ်ပဲရှာရတော့မှာကွာနောက်ပြီးတော့အောက်ထပ်လည်းမစင်းရသေးဘူးဆိုတော့ကွတ်တီပဲနေမောင်ဒီပကြီးကားရပါကြီးတယ်ကြည့်မနေတော့ကွာပကြီးကားရကြောက်စရာကြီးကဲဒီအခန်းထဲမှာဒီထဲမှာမရှာသေးဘူးကွာစာအုပ်တော့ရတယ်အဲ့ဒါဘာစာအုပ်လဲမသိဘူးမဟုတ်ဘူးစာအုပ်တော့ဖြစ်ကုန်ပြီတွေးဖတ်စိတ်ဘာတော့ဟာမလေးအတန်နေရလဲကွာအတန်နေရလဲငါကြောက်လို့သာငြိမ်ခံနေတာအော်ချင်းနေကြောက်စရာကြီးခုနအိပ်ပဲကြံတော့ငွေတွေကဒါပါကြီးလေညီမတို့လည်းမကြီးတော့ဘူးကွာငါတက်ပြားဆိုပညာမတက်ပါဘူးဆိုရှေ့ကဖုန်းအောင်ခေါ်လို့ရတာတော်ဝိုင်ကတော့ကြောင့်မောင်ဝေးစီရောက်လာလိမ့်မယ်ဒီကောင်ဘယ်ရောက်နေတာလဲဒီကောင်ဘယ်ရောက်နေရလဲငါတင်တော့ဒီကောင်အောက်ထက်ကိုဆင်းသွားကွာဟုတ်ပြီလေအပေါ်မှာမရှိဘူးဆိုတော့တေးကြသွားရင်နင်းကငါပကြီးကားတွေကိုစိတ်ဝင်စားအဲ့အရင်သွားကြည့်လောက်အောင်မယ်ပကြီးကားတွေကရွှေ့ရတာကွာဒါအရင်တော့ဒီအိမ်ပိုင်ရှင်မိသားစုပကြီးကားပဲဖြစ်ရမယ်အဲ့ပကြီးကားတွေရောလှုပ်ဝက်တာတခုခုများဖြစ်နိုင်မလားမသိဘူးဒါပေမဲ့ထားလိုက်ပါပတ်စဝတ်မှမသိရကဲငွေရင်းက6ထုတ်ပဲလို့တော့တယ်ငွေရင်းက6ထုတ်ပဲလို့တော့ငါမှ14တော့ရှိနေပြီကွာကဲဒီရင်ကနေလွတ်လို့တထေးဖြစ်ပြီဟေးယိုမောင်ခွေးစီဟေးငါတထေးပြင်းမင်းကိုခေါင်းလျှော်ရွယ်ပြီးမယ်ကွာမင်းစပြင်းရှေ့ယူငါခေါင်းလျှော်ရွယ်ပြီးမယ်ချလာမလိုက်တာပါနဲ့ကွာတိုက်ရမင်းဒီရင်ထဲမှာပဲ easy နေပါကွာမင်းတို့ခေါင်းပြီးဝယ်ပြီးမယ်ကွာအနေုံကခေါင်းပြီးဖီးစီလက်မပါတာဒီကောင်ဘယ်သွားရောမသိဘူးကွာဒီကောင်ဘယ်ခိုင်းနေကွာဟာနေုံငါမှ3စရာမျက်လုံးကလည်းမရှိတော့ဘူးဒီကောင်ကဘယ်ခိုင်းရောဒါအောက်ထက်ပြန်ဆင်းသွားတာဒါမှမဟုတ်နေရောကွာနေငါထွက်လိုက်ရင်ကောင်းမလားထွက်လိုက်လို့ငါစီကိုတဲပြေးဝင်လာဘယ်လိုလုပ်မလို့โอเคဟိုမှာညနေတော့တစ်ခုတော့ရပြီကွာโอเคဒီကောင်အောက်ဆင်းသွားလားမသိဘူးအောက်ဆင်းသွားလားမသိဘူးအောက်မှာနေရာလို့တော့ရှိရယ်ကဲဒီတကားတဲ့ဟိုပြီးမှငါငွေတွေက20ပြီးမှဝင်ရမယ်ဟုတ်ဒီမှာအောက်တက်ကတစ်ထပ်ပဲရှိတော့ကွာကဲဘေးကိုသွားရင်ကောင်းမလားတန်းကိုသွားရင်ကောင်းမလားတန်းပဲသွားတော့မယ်ကွာတန်းမှာကโอเคဒီမှာနောက်တစ်ထုပ်ထည့်ရပြီဩကောက်ပါငါ15တော့ရသွားပြီဆိုတော့ရှေ့မှာတစ်ထုပ်16တော့4တော့ပဲလို့တော့โอเค4တော့ပဲလို့တော့ရှေ့မှာထောင်ကြီးလာပါလေလျှို့ဝခန်းအထက်မှာ4တော့ရှိရကွာဟာနေပုံတော့လိုရဲ့တဲ့တော့ငါဘယ်လိုရှာရမှာလဲဟာအဲ့4တော့ကတခြားနေရာရောရှာလို့မရဘူးပြောရင်ဆိုရင်လည်းတွေ့ပြီကွာကဲဒါဆိုရင်တော့3တော့ပဲလို့တော့3တော့ဒီမှာနောက်တစ်ထုပ်โอเคဒါဆိုရင်တော့2ထုပ်ပဲလို့တော့ကွာရှေ့မှာတစ်ထုပ်ထည့်ရပြန်ပြီကဲ19တော့ဖြစ်သွားပြီကဲတစ်ထုပ်ပဲလို့တော့ဒီခန်းဖွင့်လို့ရလား yes ရတယ်ဟာဒီမှာရှိတော့မယ် oh finally okay မျက်လုံးတော့ရှိရယ် okay ဒါဆိုရင်တော့ဒီကောင်ပဲသွားလဲကြည့်လို့ရ4ကတော့ရှိသွားပြီဒီကောင်ပဲသွားလဲဒီကောင်မြောက်ခန်းထဲကိုရောက်နေရပဲဟုတ်တယ်မလားဒီကောင်မြောက်ခန်းထဲကိုရောက်နေရပဲဒီကောင်ပေါ်တက်သွားပြီokay ဒီကောင်ပေါ်တက်သွားပြီဆိုတော့ yes ဒီအောက်ထဲမှာဘာမှမရှိရဘူးဒီကောင်စောင်းလာဒီနားကနေလာတာနော်ဒီနားကနေသွားတာဆိုတော့ဒီကောင်ပေါ်တက်သွားပြီဆိုတော့ဘာမှမရှိရဘူးနေရာလွတ်တယ်ငါပြေးလို့ရပြီတန်းโอเคအဲ့တော့ဒီနေ့ကြော်ညာတက်နေရကွာထားလိုက်ပါဒီနေ့ဒီဗီဒီယိုရဲ့ဒီလောက်ပါပဲနောက်နေ့မှတွေ့ရပါ